အဲ့လိုမျိုးအငါလေးလောက်ရတယ်ဆိုတော့ပြမှာပဲဖြစ်ပါတယ်ခဏဟုတ်ကဲ့လားခဏကဲအငါရောဟိုလောက်ထားတဲ့ဟာလေးတွေလို့အဲ့ဒီမှာကျွန်တော်ဒီမှာယူကိုရလောက်လိုက်ရအောင်မယ်ဒါတော့အတူဒီလေးပါဘာလို့ပြလိုက် short အဖီယာနဲ့လည်းပြောပြမှာလို့လာပြေးရလို့နော်တော့အားလုံးဒီမှာချာဒီနားရောက်တော့ကိုပြောင်းကတ်လာခါကြမှာအောင်မဒီရဒီအဲ့လိုမျိုးအဲ့လိုမျိုးရောက်အောင်ခါကြအဲ့လိုမျိုးပြင်တော့ထက်ပြင်ထိဆုံးရတာဒီအဲ့လိုမျိုးဟုတ်ပါအဖေဟောတဲ့ပုံမျိုးဖြစ်တယ်ဘောကနေနဲ့ဖြတ်လို့ရရင်ကောင်းလို့ဖြတ်လို့ရတယ်ကျွန်တော်တို့ပဲကျုံဖက်ဖက်လေးဘာမှထစ်တယ်ဒီလိုမျိုးဟာထားရှိဘာမှထိုင်တော့ဒီမှာထက်လိုက်အောင်အရာကြီးဒီမှာရခဏနော်အဖီယာဝေဖန်တော့ကဲမကြီးပါဘာကွာဒီရှိကိုဘယ်မှာထားပြီးခေါင်းကိုကိုင်ရလိုက်ဟောအဖီယာဖြစ်တော့ကိုရောရလားဒီရတော့လောက်ပါပဲအားလုံးနဲ့လုပ်တဲ့ကြားတော့မယ်လို့ထင်ပါတယ်မလုပ်တော့ကျွန်တော်ကပြောရပါတယ်အားလုံးနဲ့